ဒီကနေ့မှာဆိုရင်တော့ကျွန်တော်တို့ချက်စီအသင်းကိုအငှားရောက်နေတဲ့ဂျေဒန်ဆန်ချိုတယောက်ကျွန်တော်တို့ United ကိုပြန်ပြီးတော့ရောက်လာနိုင်ခြင်းရှိလားဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသုံးသပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဂျေဒန်ဆန်ချိုတယောက်ကျွန်တော်အခုလက်ရှိချက်စီအသင်းမှာကစားနေရခြေစွမ်းပိုင်းကိုတော့ဒါချက်စီအသင်းရဲ့တာဝန်ရှိသူတွေနဲ့အဲ့လောက်ကြီးတော့သဘောမကျတဲ့အထဲမှာတော့ပါဝင်နေရပေါ့နော်ရာသီကုန်မှာချက်စီအသင်းအနေနဲ့ဒါမဖြစ်မနေခေါ်ယူခွင့်တော့ပါရမှန်ဒါပေမဲ့အဲ့စာချုပ်ကိုကျွန်တော်တို့ဒါငင်းဆန်ပြီးတော့ရော်ချင်းငွေပေးပြီးတော့ဒါ United ကိုပြန်ပြီးတော့လွှတ်မယ်ဆိုရင်တော့လွှတ်လို့ရတယ်အဲ့တော့ United အသင်းဘက်ကလည်းဂျေဒန်ဆန်ချိုကိုကျွန်တော်အသင်းမှာဆက်ပြီးတော့ထားဖို့ဆိုတာကဘယ်လိုမှမဖြစ်နိုင်တဲ့အခြေအနေတွေတော့เนาะအဲ့တော့ကြောင့်မလို့ကျွန်တော်တို့ချက်စီအသင်းဘက်ကနေပြီးတော့ဒါ United ကိုပြန်ပြီးတော့လွှတ်တယ်ဆိုရင်တော့မှပဲဂျေဒန်ဆန်ချိုချက်ချင်းပဲကျွန်တော် United ဘက်ကနေပြီးတော့ရောင်းချသွားမယ်လို့တော့ကျွန်တော်တို့မြင်တယ်အဲ့တော့နောက်ပြီးတော့အခုလက်ရှိမှာဒါတက်နေတဲ့သတင်းတွေအရဆိုရင်လည်းဂျေဒန်ဆန်ချိုကဒါချက်စီအသင်းကနေပြီး United ကိုပြန်လာမယ် United အနေနဲ့ဒါဒေါမွန်ကိုဒါယူရို25သန်းနဲ့ပြန်ပြီးတော့ဒါရောင်းချသွားမယ်ဆိုပြီးတော့လည်းသိရှိရတယ်ဆိုတော့ဂျေဒန်ဆန်ချိုတယောက်ဒါဒေါမွန်အသင်းကိုပဲဒါပြန်လဲပြီးတော့ရောက်ရှိသွားမှာလားဒေါမွန်ဆိုတာလည်းသူ့ရဲ့ဒါငယ်မွေးချံပေါက်ကလပ်တစ်ခုဖြစ်ခဲ့တဲ့အသင်းဆိုတော့ဒေါမွန်ကိုများဒါဂျေဒန်ဆန်ချိုပြန်ပြီးတော့သွားမလားပေါ့နော်ဂျေဒန်ဆန်ချိုကျွန်တော်တို့ဒါ United ကိုပြန်ပြီးတော့မရောက်ခင်ဒါဒေါမွန်အငှားနဲ့ထပ်ပြီးတော့သွားကစားတဲ့အချိန်တော့ဆိုရင်လည်းဒေါမွန်အသင်းနဲ့တူပဲချန်ပီယံလိကိုဒါ final ထိတောင်မှပဲတက်နိုင်ခဲ့တဲ့အချိန်တွေရှိခဲ့တယ်ဆိုတော့ဂျေဒန်ဆန်ချိုကဒေါမွန်မှာပို့ပြီးတော့ခြေစွမ်းမဲ့ကောင်းနေတာလားအခုလက်ရှိချက်စီမှာကစားနေတဲ့ဂျေဒန်ဆန်ချိုရဲ့ခြေစွမ်းပိုင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့အဲ့လောက်ကြီးတော့အားရစရာတော့မကောင်းဘူးဗျာသိလားအဲ့တော့ကြောင့်မလို့ဒါချက်စီအသင်းဘက်ကလည်းအခုလက်ရှိအခြေအနေမှာဒါဂျီဒန်ဆန်ချိုမဝယ်ဘဲနဲ့ဒါပြန်လွတ်မဲ့ပုံစံအနေထားရှိရလို့ပဲကျွန်တော်တို့မြင်တော့နောက်တစ်ခုရှိတာကချက်စီရဲ့အသင်းရလေဗျာထုံးစံတိုင်းပဲကစားသမားတွေကိုအများကြီးတိမ်ကျုံဝယ်တဲ့အသင်းတင်းဆိုတော့သူ့တက်ကစားသမားဆိုတာကမရှားဘူးဗျာအဲ့တော့ကြောင့်မလို့ကျွန်တော်ဂျီဒန်ဆန်ချိုလိုမျိုးကစားသမားမျိုးကတော့ချက်စီအသင်းဘက်ကတော့ယူမဲ့အနေထားတော့မရှိဘူးအဲ့တော့ United ကိုပြန်ပြီးတော့ရောက်လာရင်လည်း United ကလည်းဒါဒေါမွန်ပြန်ပြီးတော့ရောင်းမဲ့အနေထားရှိရနောက်ဒေါမွန်အပြင်တပြင်းလိုချင်တဲ့အသင်းတွေကတော့ရှိကောင်းရှိလာနိုင်ပါတယ်ဂျီဒန်ဆန်ချိုကအမှန်တကယ်တော့ကျွန်တော်တို့အခုလက်ရှိအခြေအနေကသူ့ရဲ့ဒါ prime time လို့တခုလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့အသက်အရွယ်အပြင်25ဆိုတာကစားသမားတစ်ယောက်အနေနဲ့တကယ်ကိုလုံးဝ prime time ပဲဗျာအဲ့လိုအခြေအနေကြီးကိုဗျာဂျီဒန်ဆန်ချိုအသင်းသားကနေပြီးတော့မလွန်ချင်တော့တဲ့ပုံစံတွေဖြစ်သွားတာဆိုတော့ဂျီဒန်ဆန်ချိုတယောက်ဒါဘာတွေများလုပ်ခဲ့လို့လဲပေါ့နော်အဲ့ United နဲ့လည်းဒါပြဿနာအများကြီးဖြစ်ခဲ့တယ်ဒါချက်စီကိုရောက်သွားမှတော့မှပဲ United ကိုဒါခနဲ့တဲ့စကားတွေနောက်ပြီးတော့ Aston Villa အသင်းကို Marco Rashford အငှားနဲ့ပြောင်းသွားတော့လည်းသူကဒါ RPR မြောက်လုပ်ခဲ့တဲ့အခြေအနေလည်းရှိရဆိုတော့ United အသင်းရဲ့တာဝန်ရှိသူတွေဘက်ကလုံးဝဂျီဒန်ဆန်ချိုဒါပြန်ပြီးတော့လက်ခံမဲ့အခြေအနေတော့မရှိဘူးဂျီဒန်ဆန်ချိုတယောက်တည်းမဟုတ်ပါဘူး United ကအခုဒီဇန်နဝါရီအပြောင်းရွှေ့မှာအငှားချတာရဲ့ကစားသမားတွေအကုန်လုံးဒါ United အသင်းဘက်ကနေပြီးတော့ရောင်းချသွားပွဲရှိရဆိုပြီးတော့လည်းသိရှိရတယ်ဆိုတော့အကုန်လုံးလည်းရောင်းပြီးတော့ကစားသမားအသစ်တွေထပ်ပြီးတော့ဖြည့်ကောင်းလဲဖြည့်သွားနိုင်တယ်ဒါမှမဟုတ်တချို့တစ်ဝက်ကိုခြံထားပြီးတော့တချို့တစ်ဝက်ကိုဒါရောင်းချသွားရင်လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါအများကြီးဖြစ်နိုင်ပါကြီးကျွန်တော်အမြင်ရဆိုရင်တော့ဂျေဒန်ဆန်ချိုကတော့တေချာပေါက်ရောင်းမဲ့ထဲမှာတော့ပါဝင်မယ်လို့တော့ထင်တယ်နောက်ပြီးတော့ဂျေဒန်ဆန်ချိုကဒေါမွန်ရောက်သွားမလားဒါမှမဟုတ်ဘယ်ကလပ်ကိုများရောက်ရှိသွားမယ်လို့ထင်ကြလဲ United ပရိသတ်တွေအနေနဲ့ဆိုရင်လည်း comment မှာတစ်ချက်လောက်ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး MM Media ကိုဆုံးဖြတ်ကြည့်ရှုပေးကြတဲ့ပရိသတ်တရားချင်းတွေကျေးဇူးအများကြီးတင်ပါတယ်အားကစားသတင်းအစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော် MM Media ရဲ့ Facebook YouTube TikTok တို့ Like and Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဘောလုံးပွဲတိုင်းလိုက်ကြည့်ရှုခြင်းနဲ့ပရိသတ်များအနေနဲ့ www.mm.stream မှာလည်းခန့်မှန်းတိုင်းလိုက်ဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြအောင်သတင်းကောင်းပိုင်းနဲ့နောက်စီစဉ်တွေမှာပြန်လည်ဆုံတွေ့ကြရမယ်ကျွန်တော်တို့အစီအစဉ်တစ်ဆက်တူဖာဖာလေးရဖြစ်ပါတယ်